င်္ဂလာပါရှင်ဝါရှင်တန် DC မြို့တော် VOA American တန်ကနေ2014ခုနှစ်စက်တင်ဘာလ4ရက်ကြာသပတေးနေ့ညနေခင်း TV စီစဉ်တွေကိုမြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိတိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမယ်ရှင်။ယူကရိန်းပြည်ရဲ့အစီအစဉ်ပေါ်မြောက်အတ္တလန်တိတ်စာချုပ်နေတိုးအဖွဲ့တွင်မှုချုပ်ကတန်တရားအမြင်နဲ့ပြောပါတယ်။အီရတ်ကစစ်စခန်းတစ်ခုကိုဇွန်လမှာ ISIS အဖွဲ့ကတိုက်ခိုက်ခဲ့တာမှာအီရတ်စစ်သား990လောက်သေဆုံးခဲ့တယ်လို့လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောလိုက်ပါတယ်။အိန္ဒိယမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာတိုက်ခိုက်မှုတွေလုပ်သွားမယ်လို့အယ်ကိုင်းဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကကြေညာပါတယ်။အခုပထမဆုံးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။ဗြိတိန်နိုင်ငံဝေလနယ်မှာဒီနေ့စတင်ကျင်းပတဲ့မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့နေတိုးရဲ့ထိပ်သီးဆွေးနွေးပွဲကိုကမ္ဘာ့ခေါင်းဆောင်တွေစုဝေးတက်ရောက်နေကြသလိုယူကရိန်းနိုင်ငံပြည်ပခါဆီးရီးယားနဲ့အီရတ်နိုင်ငံတွေမှာအစ္စလာမစ်အစွန်းရောက်အဖွဲ့တွေရဲ့ချိန်ချမှုအန္တရာယ်တွေနဲ့ပတ်သက်ပြီးတော့အဓိကဆွေးနွေးကြဖို့ရှိနေပါတယ်။နေတိုးမဟာမိတ်အဖွဲ့အထွေထွေမှုချုပ် Anders Fogh Rasmussen ကတော့ယူကရိန်းနိုင်ငံအတွင်းအပြစ်ကရက်စဲမှုရရှိရေးအတွက်ရုရှားသမ္မတဗလာဒီမီယာပူတင်တင်သွင်းတဲ့အစီအစဉ်နဲ့ပတ်သက်လို့သူ့အနေနဲ့တန်တရားရှိတဲ့အကြောင်းကိုဆွေးနွေးပွဲအဖွင့်မှာပဲပြောဆိုသွားပါတယ်။ငြိမ်းချမ်းတဲ့အဖြစ်တစ်ခုရဖို့ကြိုးပမ်းအားထုတ်မှုမှန်သမျှကိုကြိုးဆိုပေးမယ်လို့လက်တွေ့တွေ့မြင်နေရတဲ့ဖြစ်ပေါ်တိုးတက်မှုတွေအရာကတော့ရုရှားကယူကရိန်းကိုတိုက်ခိုက်နေတော့မယ်လို့ Mr. Rasmussen ကပြောဆိုသွားပါတယ်။ Newsport မြို့အပြင်ဘက်မှာ2ရက်တာကျင်းပနေတဲ့နေတိုးထိပ်သီးဆွေးနွေးပွဲအတွင်းမှာတော့အရှေ့ဥရောပကပြည်ပခါတွေရှိနေတဲ့ဒေသတွေမှာအရေးကြုံရင်ကြုံတယ်လို့အချိန်တိုအတွင်းတပ်ဖွဲ့တွေအမြန်ဆုံးဖြတ်ချက်ချထားနိုင်မယ်အရေးပေါ်တုံ့ပြန်လှုပ်ဆောင်မှုအစီအစဉ်တရက်ချမှတ်ဆောင်ရွက်သွားဖို့ကိစ္စဆွေးနွေးလိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်။ရုရှားနဲ့နယ်စပ်ဒေသတလျှောက်မှာနေတိုးတပ်ဖွဲ့တွေတိုးမြင့်ချထားမဲ့ဘလို့အစီအစဉ်မျိုးကိုမဆိုပြင်းပြင်းထန်ထန်ဆန့်ကျင်နေတဲ့ရုရှားနိုင်ငံကတော့ဒီအစီအစဉ်ကိုပြစ်တင်ရှုံချထားပါတယ်ရှင်။အယ်ခိုင်းဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင်Ayman al-Zawahiri ကအိန္ဒိယတိုက်နိုင်ငံတချို့မှာအစ္စလာမ်အစွန်းရောက်လှုပ်ရှားမှုတွေဖြန့်ကျက်လှုပ်ဆောင်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ فإني أزف إلى المسلمين في العالم عامة وفي شبه القارة الهندية ရဲ့အလို့ဆန္ဒနဲ့ကျေးဇူးတော်တွေကြောင့်ခိုင်ဒတ်အယ်ဂျီဟတ်အဖွဲ့တစ်ခုထူထောင်လိုက်ပြီးဆိုတဲ့အကြောင်းနဲ့ဒီအဖွဲ့ကိုတော့အိန္ဒိယတိုက်မှာရှိတဲ့ခိုင်ဒတ်အယ်ဂျီဟတ်လို့အမည်ပေးထားတဲ့ဆိုတာကိုကမ္ဘာတဝန်းမှာရှိတဲ့မွတ်စလင်တွေအထူးသဖြင့်အိန္ဒိယတိုက်နိုင်ငံတွေမှာရှိနေကြတဲ့မွတ်စလင်အားလုံးကိုကျွန်တော်အသိပေးကြေညာပါတယ်ဆိုပြီးတော့အယ်ခိုင်ဒါခေါင်းဆောင်အယ်ဆာဝါဟရီကပြောသွားတာပါအယ်ခိုင်ဒါအဖွဲ့ဟာအာဖဂန်နဲ့ပါကစ္စတန်နိုင်ငံတွေမှာအထူးတက်ကြွလှုပ်ရှားနေတာမှန်ပေမဲ့လို့အခုဒီဖွဲ့လိုက်တဲ့အဖွဲ့သက်ကတော့အိန္ဒိယမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဒီကနေ့ထုတ်ပြန်တဲ့ဗီဒီယိုခွေတစ်ခုထဲမှာအယ်ဆာဝါဟရီကပြောသွားတာပါဒါနဲ့ပတ်သက်လို့မြန်မာအစိုးရသမ္မတရုံးအကြီးအကဲအရာရှိတူကတော့မြန်မာနိုင်ငံအနေနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ပြစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာကိုလွန်ခဲ့တဲ့နှစ်နိုင်ငံကလေးကကြိုတင်သိရှိထားတဲ့အတွက်နိုင်ငံတော်လုံခြုံရေးအတွက်လိုအပ်တဲ့ပြည်စစ်ဆောင်ရွက်မှုတွေလှုံ့ဆော်ထားတဲ့အကြောင်းနဲ့အကြမ်းဖက်တိုက်ခိုက်ရေးလုပ်ငန်းတွေကိုနိုင်ငံတကာနဲ့ပူးပေါင်းလှုံ့ဆော်သွားမယ်လို့ VOA ကိုပြောဆိုခဲ့ပါတယ်ရှင်။အီရတ်နိုင်ငံမှာပြီးခဲ့တဲ့ဇွန်လကစစ်စခန်းတစ်ခုကိုအစ္စလာမစ်အစွန်းရောက်အဖွဲ့ ISIS ကဝင်ရောက်တိုက်ခိုက်ခဲ့တာမှာသေဆုံးသူအီရတ်စစ်သား990လောက်ရှိခဲ့တဲ့အကြောင်းတပ်တွေထောက်ထားသစ်တွေရရှိထားတယ်လို့လူ့ခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights ကပြောလိုက်ပါတယ်We got new evidence about atrocities by ISIS mass executions in Tikrit. We have Tikrit မြို့မှာ ISIS အဖွဲ့ကအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကျွန်တော်တို့တပ်တွေအထောက်ထားသစ်တွေရရှိထားပါတယ်။အဲ့ဒီအချိန်ကအသက်မသေလွတ်မြောက်ခဲ့တဲ့သူတွေရှိတယ်လို့ satellite ဂျိုရူကနေဖမ်းယူရရှိခဲ့တဲ့ပုံရိပ်တွေနဲ့ဗီဒီယိုမှတ်တမ်းတွေရှိပါတယ်။ဒီတပ်တွေအရအရင်တုန်းကတည်ခဲ့ရတဲ့အရေးအတွက်ထက်သေဆုံးသူ3ဆလောက်ပိုများနေပါတယ်။အသက်ခံခဲ့ရတဲ့သူဟာ950နဲ့990ကြားမှာရှိပါတယ်။ဒီထက်တောင်ပိုပြီးတော့များကောင်းများနိုင်ပါသေးတယ်လို့ New York မြို့အခြေစိုက် Human Rights Watch အဖွဲ့ပြောခွင့်ရသူကပြောသွားတာပါ။ ISIS အဖွဲ့ရဲ့ရုပ်ရင်းကြမ်းတမ်းမှုတွေဟာအသိစိတ်ကင်းမဲ့လွန်းတဲ့ရက်စက်မှုတွေဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ဒီကြောတွင်းမှာပဲအမေရိကန်သမ္မတဘရက်အိုဘားမားကအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအီရတ်မှာရှိတဲ့ ISIS အဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအရှိန်လျော့သွားစေတယ်လို့ဆိုပြီးဒီဖွဲ့ကိုချိန်မုံပစ်ဖို့လိုအပ်တဲ့အကြောင်းအက်စတိုးနီးယားနိုင်ငံခီးစဉ်အတွင်းမှာပြောဆိုသွားခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးချက်ဟေဂယ်ကလည်းဆီးရီးယားနိုင်ငံမှာဒီလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ISIS အဖွဲ့ကိုတိုက်ခိုက်ချိန်မုံနိုင်မဲ့နည်းလမ်းတွေကိုရှာဖွေလှုပ်ဆောင်သွားမယ်လို့ပြောဆိုထားပါတယ်ရှင်။ကမ္ဘာစီးပွားရေးညီလာခံအဖွဲ့ World Economic Forum ကဗုဒ္ဓနေ့မှာထုတ်ပြန်လိုက်တဲ့ကမ္ဘာစီးပွားရေးရှင်ပြိုင်မှုအခြေပြအညွှန်းကိန်းမှာမြန်မာနိုင်ငံကိုအဆင့်139မှာဖော်ပြထားပါတယ်။အရှေ့တောင်အာရှကအိန္ဒိယနိုင်ငံတွေရဲ့စီးပွားရေးအခြေအနေကတော့စင်ကာပူကအဆင့်2ထိုင်းနိုင်ငံကအဆင့်31မလေးရှားက20နောက်ဖိလစ်ပိုင်နိုင်ငံကအဆင့်68အင်ဒိုနီးရှားနိုင်ငံကအဆင့်34ဗီယက်နမ်ကအဆင့်68နောက်လာအိုနိုင်ငံကအဆင့်93နဲ့ကမ္ဘောဒီးယားနိုင်ငံကအဆင့်95တို့ဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံကအဆင့်
6 နှစ်ဆက်တိုက်ဒီနံပါတ်1နေရာကိုထိန်းထားပြီးတော့သူ့နောက်မှာတော့စင်ကာပူကအဆင့်2နဲ့အမေရိကန်ပြည်ထောင်စုကအဆင့်3နေရာမှာရှိတယ်လို့ဂျနီဗာမှာအခြေစိုက်တဲ့အဖွဲ့ကြီးရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရပါတယ်။တရုတ်နိုင်ငံကတော့ပြီးခဲ့တဲ့နှစ်ကထက်တစ်ဆင့်တက်သွားပြီးအဆင့်28နေရာမှာရောက်ရှိနေပါတယ်။ဒီတော့တွင်ဥရောပနိုင်ငံတွေကိုခီးထွက်နေတဲ့မြန်မာအစိုးရသမ္မတဦးသိန်းစိန်ကတော့စီးပွားရေးပိုင်းမှာအောင်မြင်တိုးတက်မှုတွေရှိလာမယ်ဆိုရင်ဒီမိုကရေစီဖော်ဆောင်ရေးကပိုပြီးတော့လွယ်ကူမှာဖြစ်တယ်လို့ဂျာမနီနိုင်ငံမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပြီးတော့မြန်မာနိုင်ငံမှာယင်းနှိမ့်ညံမှုတွေပိုလုပ်ဖို့လည်းဖိတ်ခေါ်ခဲ့ပါတယ်။ဂျာမနီဝန်ကြီးချုပ်ကတော့မြန်မာနိုင်ငံမှာကောင်းမွန်တဲ့စီးပွားရေးဖွံ့ဖြိုးမှုတွေရရှိဖို့ဆိုရင်တိုင်းရင်းသားလူမျိုးစုအများပြားရှိတဲ့နိုင်ငံတစ်ခုအနေနဲ့ငြိမ်းချမ်းရေးလိုအပ်တဲ့အကြောင်းပြောဆိုခဲ့ပါတယ်ရှင်။ရုရှားသမ္မတဗလာဒီမီယာပူတင်ရေးဆွဲထားတဲ့အပြစ်ကရစရေးအစီအစဉ်အတိုင်းယူကရိန်းနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါရောကြရေးလက်တွေ့လှုပ်ဆောင်သွားဖို့အဆင်သင့်ဖြစ်နေပြီလို့ရုရှားဘက်ကပြောဆိုလိုက်ပါတယ်။ဒီစီဇန်ကိုယူကရိန်းနဲ့ယူကရိန်းအရှေ့ဘက်လူဟက်စ်နဲ့ဒွန်ညက်စ်မြို့တွေမှာအာရုံစိုက်လှုပ်ဆောင်သွားဖို့ရုရှားကမျှော်လင့်ထားတဲ့အကြောင်းရုရှားနိုင်ငံသားရေးဝန်ကြီးဆာဂေးလက်ဗရော့ဖ်ကပြောပါတယ်။ဥရောပဒေသလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE နဲ့အတူပူးပေါင်းပြီးတော့ဒီဒေသတွေမှာပြည်ပခါတွေရောကြအောင်လက်တွေ့အကောင့်ထဲပေါ်လှုပ်ဆောင်သွားဖို့ရုရှားဘက်ကအဆင်သင့်ရှိတယ်လို့မစ္စတာလက်ဗရော့ဖ်ကပြောပါတယ်။ဒီတိုးမှာမိတ်အဖွဲ့အတွင်းရေးမှူးချုပ်အန်ဒက်စ်ဖိုရက်စ်မူဆန်ကတော့ယူကရိန်းပြည်ပခါဖြည့်ရှင်းနိုင်မဲ့ငြိမ်းချမ်းတဲ့အဖြစ်တစ်ခုရဖို့အားထုတ်ကြိုးပမ်းမှုအားလုံးကိုကြိုးဆိုပေမဲ့ရုရှားရဲ့ကြိုးပမ်းမှုတွေမှာရိုးသားမှုရှိမရှိဆိုတာကိုတန်တရားရှိတဲ့အကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဒီကနေ့ကြာသပတေးနေ့မှာယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုနဲ့သူတွေ့ဆုံမှုရှိပြီးတော့နေတိုးအဖွဲ့နဲ့ယူကရိန်းအကြားပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်လှုပ်ဆောင်သွားမဲ့ပူးတွဲကြေညာချက်တည်းချမှတ်သွားမဲ့အကြောင်းလည်းမစ္စတာရက်စ်မူဆန်ကပြောပါတယ်။ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာရုရှားလိုလာတဲ့ခွဲထွက်ရေးသမားတွေရဲ့ပုံကံမှုတွေစတင်ခဲ့တဲ့ဧပြီလကစလို့လူပေါင်း2600ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့လူတွေထောင်နဲ့ချီအိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်ရှင်။အနောက်အာဖရိကနိုင်ငံတွေမှာအီဘိုလာဗိုင်းရပ်စ်ပိုးပြန့်နှံ့ဖြစ်ပွားမှုပိုပြီးတော့ဆိုးဝါးလာနေတဲ့အခြေအနေကိုတိုက်ဖျက်နိုင်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတောင်းဆိုလိုက်ပါတယ်။အနောက်အာဖရိကမှာအီဘိုလာရောဂါကြောင့်သေဆုံးသူ1900ကျော်သွားပြီလို့ WHO အဖွဲ့ကြီးကဒီကနေ့ထုတ်ပြန်ပြောဆိုထားပါတယ်။အီဘိုလာရောဂါပိုးကူးစက်ခံရတဲ့သူဦးရေဟာလည်း2ဆနီးပါးတိုးလာတယ်လို့ WHO ကသတိပေးပါတယ်။ဒီရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေအတွက်အမေရိကန်ဒေါ်လာတန်600ကျော်ကုန်ကျနိုင်တယ်လို့လည်းဆိုပါတယ်။အီဘိုလာဗိုင်းရပ်စ်ပိုးဟာဂီနီ၊လိုက်ဘေးရီးယား၊နိုင်ဂျီးရီးယား၊ဆီနီဂေါနဲ့ဆီယရာလီယိုနိုင်ငံတွေအပြင်တခြားနိုင်ငံတွေကိုပါပြန့်နှံ့ဖြစ်ပွားလာနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့လည်းကျွမ်းကျင်သူတွေကသတိပေးနေကြပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုမစ်ဆူရီပြည်နယ်ဖာဂူဆန်မြို့မှာပြီးခဲ့တဲ့လတုန်းကဆယ်ကျော်သက်လူမဲတယောက်ကိုလူပြူရဲရာရှိတယောက်ကတနက်နဲ့ပစ်တက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ဖာဂူဆန်ရဲဌာနကိုနိုင်ငံသားအခွင့်အရေးချိုးဖောက်မှုရှိမရှိစုံစမ်းစစ်ဆေးမှုတွေအမေရိကန်တရားရေးဌာနကကြဲကြဲပြန့်ပြန့်လှုပ်ဆောင်သွားဖို့ရှိနေပါတယ်။ဒီစုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်လို့ဒီနေ့ကြာသပတေးနေ့နောက်ဆုံးထားပြီးတော့အသိပေးနိုင်တယ်လို့သတင်းတွေကဖော်ပြနေကြတာပါ။ဖာဂူဆန်မြို့နယ်လူမဲတွေအပေါ်ရဲတွေကနှိပ်စက်ညှဉ်းပန်းတာတွေအကြိမ်ကြိမ်ရှိခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဖာဂူဆန်ရဲဌာနအနေနဲ့ရဲရာရှိတွေကိုဘယ်လိုလေ့ကျင့်သင်တန်းပေးနေတယ်လဲဆိုတာတွေကိုစုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။ စိန့်လူးဝစ်မြို့ရဲ့စင်ကြေဖုံးဖာဂူဆန်အရက်မှာလူမဲတွေအများဆုံးနေထိုင်ကြတာဖြစ်ပေမဲ့လို့ရဲဝန်ထမ်းအများစုကတော့လူပြူတွေဖြစ်ပါတယ်။ဖာဂူဆန်ကလက်ရှိရဲဝန်ထမ်း9ယောက်ထက်မနည်းနဲ့ဝန်ထမ်းဟောင်းတယောက်တို့ဟာအင်အားအလွန်အကျွံအသုံးပြုမှုဆွဆွဲချက်တွေနဲ့တရားစွဲဆိုခံရတဲ့အကြောင်းဝါရှင်တန်ပို့စ်သတင်းစာမှာပြီးခဲ့တဲ့သတင်းပတ်တုန်းကဖော်ပြခဲ့ပါတယ်။ဒီတော့အတွင်းမှာပဲဩဂတ်စ်လ9ရက်နေ့ကအသက်18နှစ်အရွယ်လူမဲဆယ်ကျော်သက်မိုက်ကယ်ဘရောင်းကိုပြစ်တက်မှုနဲ့ပတ်သက်ပြီးတော့ဖာဂူဆန်ရဲအရာရှိဒယ်ရန်ဝဲလ်ဆင်ကိုအမေရိကန်တရားရေးဌာနကတိကျစုံစမ်းစစ်ဆေးနေပါတယ်ရှင်။ခေတ်သစ်အဆောက်အဦတွေခေတ်စားလာနေတဲ့အီရန်နိုင်ငံမှာနာမည်ကျော်ပြည်သူ့ကပညာရှင်တယောက်ကထူးထူးခြားခြားပတ်ချာလဲလှည့်ကြည့်နိုင်တဲ့အိမ်တစ်လုံးကိုဆောက်လုပ်လိုက်ပါတယ်။တီဟီရန်မြို့တော်မှာရှိတဲ့လူကုန်တန်ရက်ကွက်ကအချက်9ထပ်ရှိတဲ့တိုက်ခန်းမှာအိတ်ခမ်း3ခန်းကိုပတ်ပတ်လဲလှည့်နိုင်အောင်ပြည်သူ့ကပညာရှင်အလီရီဇာတာဂါဘိုနီကပုံစံထုတ်တိစောက်ထားတာပါ။ခလုံးနှိပ်လိုက်တာနဲ့အလိုအလျောက်နေအောင်ရနိုင်တယ်လို့ကြည့်ကျင်တဲ့ဘက်ကိုလည်းလူသူပြောင်းလို့ရပါတယ်။22တန်အလေးချိန်အထိရှိတဲ့အဆောက်အဦကို90ဒီဂရီအထိလှည့်ပတ်နိုင်အောင်အထူးတလဲစီမံဖန်တီးထားတာလည်းဖြစ်ပါတယ်။အိတ်ခမ်းတွေကိုလှည့်ပတ်ရမှာအသုံးပြုနိုင်တဲ့အင်ဂျင်တွေကိုတော့ဂျာမနီနိုင်ငံကတင်သွင်းခဲ့တာပါ။အမေရိကန်ဒေါ်လာ4သန်းလောက်ကုန်ကျပြီးတော့2009ခုနှစ်ကတည်းကစတင်ခဲ့တဲ့စီမံကိန်းမှာအနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့တန်ခတ်မှုတွေကြောင့်လိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေရဖို့အခက်အခဲတွေကြုံခဲ့ရတယ်လို့လည်းပြည်သူ့ကပညာရှင်တာဂါဘိုနီကပြောပါတယ်။ထူးခြားခြားဆောက်လုပ်ထားတဲ့ဒီအိမ်ကိုတော့အောက်တိုဘာလထဲစင်ကာပူနိုင်ငံမှာကျင်းပမဲ့ကမ္ဘာပြည်သူ့ကပွဲတော်မှာရှင်ပြိုင်ပြသဖို့စီစဉ်ထားပါတယ်ရှင်။
ဆက်လက်ပြီးတော့သတင်းဆောင်မတွေကိုတင်ပြပေးပါမယ်ရှင်။ဆီးရီးယားနဲ့အီရတ်နိုင်ငံအတွင်းမှာအရက်သားတွေအပေါ်ရဲရဲဆက်ဆက်တပ်ဖြတ်မှုတွေကျူးလွန်နေတဲ့ ISIS အစ္စလာမစ်စစ်သွေးကြွအဖွဲ့ကိုပူးပေါင်းချေမှုန်းနိုင်ဖို့နိုင်ငံတကာညွန့်ပေါင်းဖွဲ့တစ်ခုဖွဲ့စည်းရေးအမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကတန်တမာရေးအရာဦးဆောင်စည်းရုံးနေပါတယ်။ဒီညွန့်ပေါင်းဖွဲ့စည်းရေးမှာဖြစ်နိုင်ခြေနဲ့အခက်အခဲတချို့အကြောင်းကိုတော့ VOA အမေရိကန်နိုင်ငံသားရေးဌာနသတင်းတောက် Scott Stans သတင်းပေးပို့ထားတာကိုဦးသန်းလွင်ထွန်းကဆက်လက်တင်ပြပေးပါမယ်ရှင်။အီရတ်နိုင်ငံထဲမှာရှိနေတဲ့ ISIS အစွန်းရောက်အဖွဲ့တွေကိုလေကြောင်းကနေတိုက်ခိုက်နေတာအပြင်ဆီးရီးယားနိုင်ငံမှာအခြေကုပ်ယူထားတဲ့အဲ့ဒီအဖွဲ့ရဲ့စခန်းတွေကိုပါကြည်ကြံပြန့်ပြန့်မဟာမိတ်အဖွဲ့အင်အားတွေသုံးပြီးတိုက်ခိုက်နိုင်ဖို့အမေရိကန်ကစီယုံလှုံ့ဆော်နေပါတယ်။ဗြိတိန်နိုင်ငံဝေလနယ်မှာပြုလုပ်မဲ့နေတိုးအဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲကိုမသွားခင်အက်စတိုးနီးယားနိုင်ငံမှာသမ္မတအိုဘားမားကISIS အဖွဲ့ကိုမဟာမိတ်ညွန့်ပေါင်းအဖွဲ့အင်အားတွေသုံးပြီးချေမှုန်းရေးမှာဆီးရီးယားနိုင်ငံထဲမှာဖြစ်နေတဲ့အုပ်ချုပ်ရေးအာဏာပြိုကွဲမှုပြဿနာတွေကြောင့်အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။ ISIS အဖွဲ့ကသိမ်းပိုက်ထားတဲ့နယ်မြေတွေမှာရှိနေတဲ့အစွမ်းမရောက်တဲ့ဆွန်နီမွတ်စလင်တိုင်းရင်းသားအဖွဲ့တွေစီအထိကြကြပြန့်ပြန့်စုစည်းပြီးဒေသတွင်းမဟာမိတ်အဖြစ်ဖွဲ့စည်းဖို့ဆိုတာအတော်လေးအချိန်ယူရပါလိမ့်မယ်။လက်ရှိလုပ်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူမြေပြင်မှာလည်းမဟာမိတ်တပ်ဖွဲ့တွေလိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့အခြေခံအကြဆုံးရည်မှန်းချက်ကတော့ ISIL အဖွဲ့ကိုအန်ဒီရတစ်ခုအဖြစ်ကနေအမြင့်ပြတ်ချေမှုန်းရေးပဲဖြစ်ပါတယ်။ New American လုံခြုံရေးဌာနလေ့လာသုံးသပ်သူ Nora Bansahel ကတော့အခုလိုမဟာမိတ်ညွန့်ပေါင်းအဖွဲ့ဖွဲ့ဖို့ဆိုရင်ဘက်ပေါင်းစုံကထက်ဝင်ပူးပေါင်းမှုတွေလိုလိမ့်မယ်လို့ဆိုပါတယ်။ ISIS အဖွဲ့ကိုစန့်ကျင်ရမယ်လို့သဘောထားတူညီတဲ့နိုင်ငံပေါင်းစုံပါဝင်တဲ့ညွန့်ပေါင်းအဖွဲ့တစ်ခုဖွဲ့စည်းနိုင်ဖို့အမေရိကန်ကအပြင်းထန်ကြိုးပမ်းနေတာပါ။ဒီအကြမ်းဖက်အဖွဲ့ကိုတန်တမာရေးစီးပွားရေးနည်းလမ်းတွေအပြင်ဗန်နာရေးပိတ်ဆို့ဖြတ်တောက်မှုထောင်လဲရေးသတင်းတွေဖလှယ်မှုစတဲ့နည်းလမ်းတွေသုံးပြီးတော့ချိနဲ့သွားအောင်လုပ်ရမယ်အပြင်အခုလုပ်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာပါညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံတွေကဝင်ပြီးပူးပေါင်းပါဝင်တာမျိုးကိုလည်းအမေရိကန်ကလိုလားတဲ့သဘောရှိနေပါတယ်။အီရတ်မြေပြင်တပ်ဖွဲ့တွေကိုဦးဆောင်နေတဲ့အီရတ်အစိုးရအဖွဲ့တွေကိုအီရန်နိုင်ငံကလည်းထောက်ခံဖို့လိုပါတယ်။ဆူနီမွတ်စလင်အီရန်ဟာ ISIS အစွန်းရောက်အဖွဲ့ကိုစန့်ကျင်နေတယ်ဆိုပေမဲ့လက်ရှိအနေအထားမှာအီရန်အစိုးရနဲ့အမေရိကန်အစိုးရအကြားကျယ်ပြန့်တဲ့ညွန့်ပေါင်းအဖွဲ့တစ်ခုထဲမှာအတူပါဝင်ရေးဆိုတဲ့နေရာမှာတော့သိမ်မွေ့တဲ့အခက်အခဲတွေရှိနေသေးတယ်လို့အီရတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ဟောင်း Ryan Crocker ကပြောပါတယ်။အီရတ်နိုင်ငံအနေနဲ့အစိုးရအဖွဲ့တွေထဲမှာဆူနီမွတ်စလင်တွေကိုပါပြန်ပြီးပါဝင်လာအောင်စည်းရုံးနိုင်ရေးဆွဲဆောင်စ조사နေတာမို့ဒေသထဲမှာဒီပြဿနာကအတော်သိမ်မွေ့ပါတယ်။ဒီချိန်ထဲမှာပဲအီရန်နဲ့အမေရိကန်ကြားအလွန်အကျွံပူးပေါင်းဆောင်ရွက်မှုတွေလှုပ်လာခဲ့ပြီးဆိုရင်လည်းပြဿနာတွေကပိုပြီးကြီးထွားလာနိုင်ပါသေးတယ်။ဒီအရေးမှာအီရန်နိုင်ငံကတက်တက်ကြွကြွပါဝင်လာရင်ဆော်ဒီအာရေဗျနဲ့အီဂျစ်လို ISIS အဖွဲ့ကိုစန့်ကျင်နေတဲ့တခြားမဟာမိတ်နိုင်ငံတွေမှာကတိကအောက်ဖြစ်လာကြလိမ့်မယ်လို့လည်းအမေရိကန်တက္ကသိုလ်ပါမောက္ခ Akbar Ahmed ကထောက်ပြပါတယ်။ကောင်းချက်တပ်တွေလူနည်းစုမျိုးနွယ်တွေနဲ့ခရီးယန်တွေကိုနှိပ်စက်ကွပ်မျက်နေတာတွေဒါတွေအားလုံးကိုထိထိရောက်တုံ့ပြန်နိုင်ရမှာပါ။ဒါတွေကိုအပြင်ကနေဘုံကျဲပေးရုံဒုံးကျည်တွေနဲ့ပစ်ခတ်ပေးရုံနဲ့မကာဝယ်နိုင်ပါဘူး။အမေရိကန်နိုင်ငံအနေနဲ့တချိန်ကအီရတ်နိုင်ငံမှာအာဏာရှင်ဆဒမ်ဟူစိန်ကိုတိုက်ခိုက်ခဲ့စဉ်ကအဆုံးသတ်မှာအီရတ်နိုင်ငံအတွင်းဆူနီမွတ်စလင်တွေမကြေမနက်တပုံထားရတဲ့အဖြစ်မျိုးရောက်သွားစေခဲ့တာမျိုးလို့အမှားမျိုးထပ်ပြီးမကျူးလွန်မိစေဖို့လည်းလိုတယ်လို့ပါမောက္ခ Akbar ကထောက်ပြပါတယ်။အဲ့ဒီဆူနီမွတ်စလင်စစ်သွေးကြွတွေကပဲအခု ISIS အစွန်းရောက်အဖွဲ့ကိုထူထောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။အီရတ်နိုင်ငံမှာ ISIS အစ္စလာမစ်အစွန်းရောက်အဖွဲ့ထိုးထွက်လာတာဟာရုပ်ကြီးလိုပါပဲ။အီရတ်မြောက်ပိုင်းနေရာအများပြားကိုသိမ်းပိုက်ပြီးအိမ်နီးချင်းဆီးရီးယားနိုင်ငံအထိချဲ့ထွင်လာခဲ့တဲ့အခါမှာတော့အမေရိကန်ပြည်ထောင်စုဘက်မှအထိတ်တလန့်ဖြစ်ကုန်ကြပါတယ်။ဒါပေမဲ့လည်းအီရတ်ကအယ်ခိုင်ဒါအဖွဲ့ကနေပြီးတော့ခွဲထွက်ကြီးထွားလာတဲ့ဒီအဖွဲ့ဟာနှစ်ပေါင်းများစွာပြန်တည်ဆောက်နေခဲ့တာလို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။ VOA သတင်းကြောင့် Gila Di Franceschi ရဲ့သတင်းလွှာကိုကိုကျော်ကျော်သိန်းကဆက်ပြီးတော့ပြောပြပါမယ်ရှင်။2011ခုနှစ်မှာအမေရိကန်တပ်တွေအီရတ်ကနေမထွက်ခင်ကတည်းက ISIS ဟာကျွမ်းကျင်စစ်တပ်တစ်ခုကိုတိစောက်နေခဲ့တာပါ။ဆွန်နီတွေပုံကန်ထားကြအောင်လို့ဘုံတွေခွဲရဲရဲဆက်ဆက်တပ်ဖြတ်တာတွေကိုလုပ်ခဲ့ပါတယ်။ဆီးရီးယားမှာတပ်ဖွဲ့ဝင် 9000 အီရတ်မှာ3000ရှိပြီးပြီးခဲ့တဲ့လတစ်လထဲမှာတင်တပ်သားသစ် 6000 စုခဲ့တယ်လို့ဆိုပါတယ်။ဒီအဖွဲ့ရဲ့ရက်ဆက်ဆိုးသွမ်းမှုကိုအယ်ကိုင်ဒါအဖွဲ့တောင်မှလန့်ခဲ့ရတာပါ။ဆီးရီးယားပြည်တွင်းစစ်နဲ့အီရတ်ကဂိုင်းကနကွဲအခြေအနေကိုအသုံးချပြီးလက်နက်ခဲယမ်းရန်ပုံငွေနဲ့ဩဇာလွှမ်းမိုးမှုကိုခက်မြန်မြန်အောင်မြင်စွာရယူခဲ့တယ်လို့ဝါရှင်တန်အခြေစိုက် Keras လုံခြုံရေးနဲ့ထောက်လှမ်းရေးကုမ္ပဏီအကြီးအကဲ David Kilcullen က Skype ကတဆင့်ပြောခဲ့ပါတယ်။ It is much more capable militarily, it's much richer, it controls territory. ဒီအဖွဲ့ဟာစီးရီးယားပိုလုံနိုင်ပိုချမ်းသာပြီးတော့နေမြင်တဲ့အဓိကအခြေခံစောက်အုံတွေကိုထိန်းချုပ်ထားတာကြောင့်ခိုင်ဒါချင်းချောက်မှုတွေပိုကြီးပါတယ်။ပြန်ပေးဆွဲငွေတောင်းတာကနေဒေါ်လာသန်းပေါင်းများစွာရခဲ့ပါတယ်။
အခုဆိုရင်ကမ္ဘာချမ်းသာဆုံးကျန်းဖက်အဖွဲ့ဖြစ်နေပြီးတော့ဒေါ်လာဘီလီယံ900လောက်ရနေပါပြီ။ လက်ဘနွန်မှာ Hezbollah အဖွဲ့လို့ဒီလိုမျိုးဆီးရီးယားမှာရောအီရတ်မှာပါ ISIS အဖွဲ့ကအစိုးရငယ်တစ်ခုလိုလုပ်နေတာပါ။ Joel Benedis ဟာဝါရှင်တန်အခြေစိုက် Atlantic ကောင်စီကအကြီးတန်းသူတေသီပါ။ အီရတ်မှာရောဆီးရီးယားမှာပါသူတို့သိမ်းထားတဲ့မြို့ကြီးမြို့ငယ်တွေမှာအစိုးရအလုပ်တွေလုပ်နေတာကိုတောင်ကျွန်တော်တို့တွေ့နေရပါပြီ။ကျွန်တော်တို့အခွန်အားဖြင့်စီယုံသွင်းတဲ့ဗျူဟာကိုသူတို့တကယ်ပဲလုပ်နေတာပါ။ သူတို့ဟာခွန်တွေကောက်မုန်းဆိုင်တွေဖွင့်ပြီးတော့လူတွေကိုပါကြောင်းတက်ခိုင်းပါတယ်။တရားရုံးနဲ့ဆေးရုံတွေလေပတ်ဖွင့်လှစ်ထားပြီးတော့အများပြည်သူဆိုင်ရာလုပ်ငန်းတွေကိုလည်းလုပ်ပေးပါတယ်။ဒါပေမဲ့လည်း ISIS အဖွဲ့ဟာတကယ်တိုက်ပွဲမျိုးနဲ့အဆန်းသက်မခံဘူးသေးပါဘူးလို့တချို့ကစောဒကတက်ပါတယ်။အီရတ်ကဆွန်နီအများစုရှိတဲ့ဒေသကိုရတာကတော့တိတ်လွယ်လွန်းပါတယ်လို့အကြမ်းဖက်ဝါဒဆိုင်ရာထိပ်တန်းကျွမ်းကျင်သူတူဖြစ်တဲ့ Brian Jenkins ကပြောပါတယ်။ ISIS ကတိုက်ရိုက်ခိုက်တိတ်ကောင်းပြီးအီရတ်စစ်တပ်ကိုအနိုင်ရခဲ့တာမျိုးမဟုတ်ပါဘူး။အီရတ်စစ်တပ်ကထွက်သွားတော့ ISIS ကနေရာဝင်ယူသွားနိုင်ခဲ့တာပါ။သူတို့အရေးနိမ့်ပြီးမိုဆူဆယ်ကိုလက်လွတ်လိုက်ရတာကသတင်းကြီးပါ။အဲ့ဒါသူတို့ရဲ့ပထမဆုံးအရေးနိမ့်မှုပါပဲ။ဒါကောင်းတဲ့လက္ခဏာပါ။စီးအရာသူတို့အရေးနိမ့်နေပြီလို့အဲ့ဒီတိုင်းပြည်ကလူထုကမြင်လာရင်သူတို့အပေါ်ထောက်ခံမှုတွေစပြီးလျော့သွားပါလိမ့်မယ်။ ISIS အဖွဲ့ပေါက်မြောက်လာတာဟာ 9/11 တိုက်ခိုက်မှုပြီးကတည်းကဆိုရင်နိုင်ငံတကာဂျီဟတ်ဝါဒမှာအဓိကဖြစ်ထွန်းမှုတစ်ခုအဖြစ်ကျွမ်းကျင်သူအများအပြားကမြင်ပါတယ်။ဒီအဖွဲ့ဟာအနောက်ကမ္ဘာကိုဆန့်ကျင်တဲ့ကမ္ဘာလုံးဆိုင်ရာဂျီဟတ်ဝါဒီအကြမ်းဖက်ကွန်ရက်တွေရဲ့ခေါင်းဆောင်နေရာကိုရယူလိုက်ပြီလို့လေ့လာသူတွေကကောက်ချက်ချပါတယ်။အရှေ့အာရှဒေသက Abu Sayyaf နဲ့ဂျာမာအစ္စလာမီယာအဖွဲ့တွေကနေအာဖရိကဒေသက Boko Haram အထိအစွန်းရောက်လှုပ်ရှားမှုတွေဟာအယ်လ်ကိုင်းဒါးအဖွဲ့နဲ့မဟာမိတ်အဖြစ်ကနေဒီရက်ဆက်ဆိုးသွမ်းတဲ့အကြမ်းဖက်အဖွဲ့သစ်ဘက်ကူးပြောင်းခဲ့ကြပြီဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးရကမ္ဘာနဲ့မြန်မာသတင်းတွေသတင်းဆောင်ပါသုံးသက်ချက်နဲ့ဘုဒ္ဓတရပွဲကဏ္ဍစုံကို VOA မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေမှာလည်းနားဆင်နိုင်ပါတယ်။မနေ့ပိုင်းအစီအစဉ်တွေကိုမြန်မာစံတော်ချိန်မနေ့6နာရီကနေ9နာရီညနေအစောပိုင်းအစီအစဉ်တွေကိုညနေ6နာရီခွဲကနေ9နာရီညပိုင်းအစီအစဉ်တွေကိုည9နာရီကနေ10နာရီအထိနားဆင်ကြရမှာပါ။မနေ့8နာရီနဲ့ညပိုင်း10နာရီမှာလည်းတစ်ချိန်စီပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။အစီအစဉ်အသေးစိတ်ဇာတ်မှာတော့အချိန်နဲ့အတန်လွှင့်မီတာလိုင်းတွေကိုဖော်ပြထားပါတယ်ခင်ဗျာ။အမေရိကန်သမ္မတဘရက်အိုဘားမားဟာဒီကနေ့ဗြိတိန်နိုင်ငံကိုရောက်ရှိနေပြီးနေတိုးမဟာမိတ်အဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံနေပါတယ်။ဒီဆွေးနွေးပွဲမှာယူကရိန်းအရေးကိစ္စကိုပဲအဓိကဆွေးနွေးနေတာပါ။မနေ့ကတော့သမ္မတအိုဘားမားအက်စတိုးနီးယားနိုင်ငံကိုရောက်ရှိနေချိန်မှာလည်းဘောလတစ်ပင်လယ်ဒေသနိုင်ငံတွေကိုရုရှားဘက်ကကျူးကျော်သိမ်းပိုက်လာမယ်ဆိုရင်နေတိုးမဟာမိတ်တွေနဲ့ပူးပေါင်းကာကွယ်သွားမယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။သမ္မတရဲ့ခီးစဉ်မှာလိုက်ပါသွားတဲ့ VOA အပြည်တော်သတင်းတောက် Louis Ramirez သတင်းပေးပို့ထားတာကိုတော့မအင်ဂျင်နိုင်ငံဆက်ပြောပြပါမယ်ရှင်။ဗြိတိန်နိုင်ငံဝေလပြည်နယ်မှာကျင်းပနေတဲ့နေတိုးမဟာမိတ်အဖွဲ့အစည်းအဝေးမှာအစည်းအဝေးစတယ်ဆိုတာနဲ့ပဲရုရှားနဲ့ယူကရိန်းအရေးကိုသမ္မတအိုဘားမားနဲ့မဟာမိတ်ခေါင်းဆောင်တွေအဓိကဆွေးနွေးပြောဆိုနေကြပါတယ်။သမ္မတအိုဘားမားဟာဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်နဲ့အတူပြင်သစ်၊ဂျာမနီ၊အီတလီခေါင်းဆောင်တွေနဲ့တွေ့ဆုံနေသလိုဒီထိပ်သီးဆွေးနွေးပွဲကိုယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုလည်းတက်ရောက်နေတာပါ။ဒါဟာယူကရိန်းအနေနဲ့နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေနဲ့သွေးစည်းမှုကိုပြသလိုက်တာဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့ကတော့သမ္မတအိုဘားမားဟာနေတိုးအစည်းအဝေးမတက်ခင်အက်စတိုးနီးယားနိုင်ငံမှာခရီးတစ်ထောက်ရပ်နားခဲ့ပြီးဘောလတစ်ဒေသနိုင်ငံတွေကိုနေတိုးကအပြည့်အဝအကာအကွယ်ပေးမှဖြစ်တယ်ဆိုတာကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့အပြင်ဘောလတစ်ဒေသ၃နိုင်ငံဖြစ်တဲ့အက်စတိုးနီးယား၊လက်ဗီးယားနဲ့လစ်သူရေးနီးယားနိုင်ငံခေါင်းဆောင်တွေနဲ့ဆွေးနွေးပွဲမှာလည်းရုရှားနဲ့ပတ်သက်တဲ့သဘောထားရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်။ As NATO allies, we will meet our solemn duty. နေတိုးမဟာမိတ်အဖွဲ့လုတ်ပိုင်ခွင့်အခမ်းအနားမှာပါတဲ့ပူးပေါင်းအကာအကွယ်ပေးရေးဆိုတဲ့အချက်ကိုကျွန်တော်တို့အပြည့်အဝလိုက်နာမှာပါ။ Estonian, Latvian နဲ့ Lithuanian နိုင်ငံတွေကိုကျွန်တော်တို့အပြည့်အဝအကာအကွယ်ပေးမှာဖြစ်တယ်ဆိုတာကျွန်တော်အသိပေးခြင်းပါတယ်။ဘောလတစ်ဒေသ၃နိုင်ငံရဲ့သမ္မတ၃ဦးစလုံးကလည်းအမေရိကန်ရဲ့ဦးဆောင်မှုအပေါ်မှာသူတို့အားကိုးယုံကြည်တဲ့အကြောင်းပြောဆိုခဲ့ပါတယ်။ We appreciate the immediate steps that the United States has taken to demonstrate ခုလိုအမေရိကန်ပြည်ထောင်စုအနေနဲ့ပိုလန်၊ရိုမေးနီးယားနိုင်ငံတွေနဲ့အတူကျွန်တော်တို့၃နိုင်ငံစလုံးနဲ့ညီညွတ်မှုရှိတယ်ဆိုတာကိုချက်ချင်းတုံ့ပြန်ပြသတဲ့အပေါ်မှာကျွန်တော်တို့လေးစားမိပါတယ်။ Estonia, Latvia နဲ့ Lithuania နိုင်ငံ၃နိုင်ငံဟာ2004ခုနှစ်မှာနေတိုးအဖွဲ့ဝင်တွေဖြစ်လာခဲ့တာပါ။မဟာမိတ်နိုင်ငံတွေကိုအားပေးတဲ့အနေနဲ့အခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကာကွယ်ရေးအသုံးစရိတ်ကိုအမေရိကန်နည်းတူတိုးမြင့်ထည့်ဝင်ကြဖို့သမ္မတအိုဘားမားကတိုက်တွန်းခဲ့ပါတယ်။လုံခြုံရေးစရိတ်အတွက်ပြည်တွင်းအသက်တင်ထုတ်လုပ်မှုရဲ့
2% အပြည့်သုံးစွဲဖို့သမ္မတအိုဘားမားကပြောဆိုခဲ့တာပါ။ဒီနေရာမှာအက်စတိုးနီးယားနိုင်ငံဟာအပြည့်အဝပူးပေါင်းဆောင်ရွက်တဲ့မိတ်ဖက်နိုင်ငံဖြစ်တယ်လို့လည်းသမ္မတကထုတ်ဖော်ပြောဆိုသွားပါတယ်။ဒါအပြင်အက်စတိုးနီးယားအပါအဝင်အခြားဘောလတစ်ဒေသနိုင်ငံတွေအတွက်နေတိုးအဖွဲ့အနေနဲ့အပြည့်အဝအကာအကွယ်ပေးဖို့အဆင်သင့်ဖြစ်နေတယ်လို့သူကဆိုပါတယ်။ Attack on one is an attack on all. So if in such a moment တယောက်ကိုတိုက်တယ်ဆိုတာကျွန်တော်တို့အားလုံးကိုလာတိုက်တာနဲ့အတူတူပါပဲ။ဒါကြောင့်ဒီအချိန်မျိုးမှာဘယ်သူကလာပြီးကူညီမလဲဆိုတာမေးစရာမလိုတော့ပါဘူး။အမေရိကန်လက်နက်ကင်တပ်တွေအပါအဝင်နေတိုးမဟာမိတ်တပ်တွေရှိနေတယ်ဆိုတာခင်ဗျားတို့သိတဲ့အတိုင်းကျွန်တော်တို့အခုဒီကိုရောက်နေပါပြီ။ယူကရိန်းနိုင်ငံတွင်အပြစ်ခတ်ရက်စဲရေးရုရှားကြေညာချက်ဟာနေတိုးထိပ်သီးစည်းဝေးပွဲတွင်ဆွေးနွေးချက်တွေကိုပြောင်းလဲစေမှာမဟုတ်ပါဘူး။ဒါ့အပြင်ရုရှားကသူ့ရဲ့ကျူးကျော်မှုကိုရပ်ဆိုင်းဖို့ရှိမရှိဆိုတာပြောဖို့အချိန်စောနေသေးတယ်လို့လည်းအမေရိကန်သမ္မတကပြောပါတယ်။အခုတော့မစ္စတာအိုဘားမားဟာဗြိတိန်နိုင်ငံဝေလပြည်နယ်ကိုရောက်ရှိနေပါပြီ။အရှေ့ဥရောပမှာနေတိုးအဖွဲ့တွေပိုပြီးထင်သာမြင်သာဖြစ်လာဖို့ဥရောပမှာအင်အားစုဖို့သူကရည်မှန်းထားတာပါ။နေတိုးထိပ်သီးဆွေးနွေးပွဲမှာတော့ယူကရိန်းမှာဖြစ်နေတဲ့ပဋိပက္ခဆီးရီးယားနဲ့အီရတ်မှာအစ္စလမ်အစွန်းရောက်တွေရဲ့အန္တရာယ်တွေကိုဆွေးနွေးပွဲတွင်အဓိကထားဆွေးနွေးကြဖို့ရှိပါတယ်ရှင်။ VOA TV သတင်းလွှာအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်ရှင်။ဒီကနေ့10မိနစ်စာအင်္ဂလိပ်အစီအစဉ်မှာတော့သဘောကောင်းတဲ့သူကျင်နာတဲ့သူရဲ့စိတ်ထားကိုခိုင်းနှိုင်းပြောဆိုလို့ရှိတဲ့ A Heart of Gold ဆိုတဲ့ idiom အသုံးအနှုန်းကြောင်းကိုတင်ပြထားပါတယ်ရှင်။ Welcome to English in a Minute. What would you think if you were talking with an American and she said, A heart of gold. Is she rich? Is she famous? Is her heart made of gold? Let's listen to see whether we can find out. Who helped you clean up after the big party the other night? Bob did, and he drove 2 other guests home. Wow, that was really nice. Bob definitely has a heart of gold. It sounds like Bob did something very nice. People who have a heart of gold are kind and caring. Gold is very valuable, and if you have a heart of gold, your actions have great value too. This is a nice way to praise someone. And that's English in a Minute. လက်စစ်မီမလုံလောက်တဲ့ပြဿနာနဲ့အကြီးကျယ်ရင်ဆိုင်နေရတဲ့အိန္ဒိယနိုင်ငံမှာဆင်ရက်ကျင်ငယ်ရေးကိုသုံးပြီးထူးထူးခြားခြားဖြည့်ရှင်းနိုင်ဖို့ကြိုးစားနေပါတယ်။အိန္ဒိယလူငယ်သိပ္ပံပညာရှင်တယောက်တီထွင်လိုက်တဲ့နည်းမှာတော့စင်ကောင်ကရတဲ့ကျင်ငယ်ရေးဟာမိသားစုတစု4-5ရက်လောက်လျှက်စစ်မီ3နိုင်လောက်အောင်စွမ်းအင်ထုတ်လုပ်နိုင်တာကိုတွေ့ရှိခဲ့ရတာပါ။ထူးထူးခြားခြားနည်းပညာရှာဖွေတွေ့ရှိမှုအကြောင်းကိုတော့ရိုက်တာသတင်းဆောင်းပါးတို့ကိုကိုအောင်လွင်ဦးကပြောပြပါမယ်ရှင်။စွမ်းအင်ထုတ်လုပ်ရမှာဆင်ရဲ့ကျင်ငယ်ရေးဟာအစွမ်းထက်တဲ့အရင်းမြစ်တစ်ခုဖြစ်တဲ့အကြောင်းချင်းနိုင်မြို့ဘာရက်တက်သူမှာသိပ္ပံပညာရှင်တူဖြစ်တဲ့အမှုထမ်းနေတဲ့ဒေါက်တာ MG ဂရီရှန်ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဇီဝအခြေခံလောင်စာဆဲနည်းပညာကိုအသုံးပြုပြီးဆင်ရဲ့ကျင်ငယ်ကထုတ်လုပ်တဲ့လျှက်စစ်စွမ်းဟာတခြားတိရစ္ဆာန်တွေထက်ပိုပြီးအားကောင်းတာကိုလည်းတွေ့ရှိခဲ့တာပါ။ဆင်ရဲ့ကျင်ငယ်ရေးပမာဏ200မီလီဟာလျှက်စစ်ဗို့အား3ယူနစ်ခွဲလောက်ထုတ်လုပ်နိုင်တယ်လို့12ဗို့တက်ခဲနဲ့သုံးမယ်ဆိုရင်တော့ဆင်ရဲ့ကျင်ငယ်လီတာ90ဟာမီးအိမ်4ခုပန်ကာ4ခုအတွက်2ရက်ကြာလျှက်စစ်တာထုတ်ပေးနိုင်တယ်လို့လည်းဒေါက်တာဂရီရှန်ကပြောပါတယ်လျှက်စစ်စွမ်းရဲ့အခြေခံ electrolyte ဓာတ်ပါဝင်တဲ့တိရစ္ဆာန်ရဲ့ကျင်ငယ်ရည်ကိုတန့်စင်ပြီးစမ်းသပ်ကြည့်တဲ့အခါမှာတော့ဆင်ရဲ့ကျင်ငယ်ရည်ဟာစွမ်းအင်ပါဝင်မှုပိုများတာတွေ့ရတယ်လို့လည်းသူကပြောပါတယ်အစာပိုင်းမှာနွားရဲ့ကျင်ငယ်ရည်နဲ့ဆန်းခဲ့ပြီးနောက်ပိုင်းမှာဆင်ရဲ့ကျင်ငယ်ရည်နဲ့လည်းရှင်ပြီးသုံးကြည့်ခဲ့ပါတယ်ဆင်ရဲ့ကျင်ငယ်ရည်ကလျှက်စစ်ဓာတ်ဟာနွားကရတာထက်3ဆပိုများတာကိုလည်းတွေ့ခဲ့ရပါတယ်ဆင်ရဲ့ကျင်ငယ်ဟာအိမ်တောင်စုတစုအတွက်4-5ရက်လောက်လျှက်စစ်မီပေးနိုင်တဲ့အတွက်အစိုးရအနေနဲ့ကြဲကြဲပြန့်ပြန့်အသုံးချနိုင်ပါတယ်။ကြောင်မီတွေကလက်စစ်တပ်ထုတ်လုပ်မှုကိုအဓိကမိခိုအားထားနေရတဲ့အိန္ဒိယနိုင်ငံမှာအများပြည်သူသုံးနိုင်အောင်နည်းပညာအသစ်တွေကိုမျှဝေချင်တာကြောင့်ဒီလိုတီထွင်ခဲ့တာလို့လည်းဒေါက်တာဂရီရှန်ကပြောပါတယ်။နေ့စဉ်ရေလီတာ200လောက်တောက်သုံးတဲ့စင်တကောင်ကနေပြင်းပြကျင်ငယ်လီတာ90လောက်ရရှိနိုင်ပါတယ်။ဒါပေမဲ့လည်းလက်စစ်တပ်အားကြဲကြဲပြန့်ပြန့်ဖြန့်ဖြူးနိုင်လောက်အောင်စင်ဘလောက်များများလိုအပ်မလဲဆိုတာကတော့မိကုံးထုတ်เสียဖြစ်နေစေလို့ဆိုရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။ VOA TV သတင်းလွှာအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်။ခြေလက်မရှိတဲ့သူဒါမှမဟုတ်လှုပ်ရှားလို့မရတဲ့သူတွေအတွက်သတင်းကောင်းတစ်ပုဒ်လို့ဆိုရပါမယ်။တရုတ်နိုင်ငံရေဂျီယန်တက္ကသိုလ်စမ်းသပ်ရေးဌာနကပညာရှင်တွေကလူတွေရဲ့အတွေးနဲ့လှုပ်ရှားပြီးတော့ခိုင်းစေနိုင်မဲ့စက်ရုပ်လက်တစ်မျိုးကိုတီထွင်လိုက်ပါတယ်။ Bionic Arm လို့နာမည်ပေးထားတဲ့ဒီစက်ရုပ်လက်အကြောင်းကိုတော့မအေးသနာကျော်ကတင်ပြပါမယ်ရှင်။
လူတွေရဲ့အတွေးစိတ်ကူးနဲ့ထိန်းချုပ်လို့ရနိုင်မဲ့လက်ပုံစံဆက်တစ်မျိုးကိုတရုတ်နိုင်ငံရင်ကျန်းတက္ကသိုလ်ကသိပ္ပံပညာရှင်တွေတီထွင်လိုက်ကြပါတယ်ဒီဆက်ကိုဖန်တီးလိုက်နိုင်တာဟာခြေလက်မရှိတဲ့သူတွေအကြောတွေလှုပ်ရှားလို့မရအောင်လို့ဒုက္ခရောက်နေတဲ့သူတွေကိုအထူးအထောက်ကူပြုစေလိမ့်မယ်လို့တရုတ်သိပ္ပံပညာရှင်တွေကပြောပါတယ်လူတွေရဲ့အတွေးနဲ့ထိတွေ့စုပ်ကိုင်နိုင်တဲ့အာယုံခံစားမှုကိုလူတွေးသလိုစက်ရုပ်လက်ကလိုက်ပြီးတော့အကောင့်ထဲဖော်ပေးနိုင်အောင်တီထွင်လိုက်တာပါအသက်28နှစ်အရွယ်အမျိုးသမီးတစ်ယောက်ရဲ့အုံနောက်ထဲမှာလျှက်စစ်လက်ကိုဆက်သွယ်နိုင်တဲ့ electrode စက်ကက်တစ်ခုကိုခွဲစိတ်ထည့်ပေးလိုက်ပါတယ်အုံနောက်ပုံမှန်မလှုပ်ရှားနိုင်တဲ့လူနာတွေကိုခွဲစိတ်ကုသပေးဖို့စ조사ရင်းနဲ့အခုလိုမျိုးစက်ရုပ်လက်ကိုတီထွင်နိုင်ခဲ့တာပါကြောက်ခဲဆက်ကူကက်ကြီးဆိုတဲ့ဗိုလ်ကြားတနက်လိုမျိုးကစားနည်းမှာလူစိတ်အတွေ့အတိုင်းစက်ရုပ်လက်ကလိုက်လုပြနိုင်အောင်လို့တီထွင်စမ်းသပ်လိုက်ချိန်မှာလူစိတ်ကူးရဲ့80%ကိုစက်ရုပ်လက်ကလိုက်ပြီးတော့အကောင့်ထဲဖော်ပေးနိုင်ပါတယ်လူတွေကိုကွန်ပျူတာကအဓိပ္ပာယ်ဖွဲ့ပြီးတော့စက်ရုပ်လက်ကကွန်ပျူတာဘာသာပြန်ပေးတဲ့အမိန့်အတိုင်းဆက်ပြီးတော့လုပ်ပေးတယ်လို့ရင်ကျန်းတက္ကသိုလ်စမ်းသပ်ရေးဌာနအကြီးအကဲဇန်စီရှင်းကပြောပါတယ်ဒီစမ်းသပ်မှုကို2006ခုနှစ်ကမြောက်တကောင်နဲ့စတင်စမ်းသပ်ခဲ့တာပါ2012ခုနှစ်မှာတော့မြောက်ကဘိုင်ယိုနီကမ်ကိုထိန်းချုပ်ပြီးတစ်ခုခုကိုပြစ်တာဖမ်းလိုက်နိုင်တာတွေလုပ်နိုင်တာပါတယ်ခြေလက်လှုပ်ရှားလို့မရတဲ့လူနာတွေခြေလက်မရှိတဲ့လူနာတွေအဓိပ္ပာယ်ရှိရှိနဲ့ဘဝမှာရှင်သန်နေနိုင်ခွင့်ရအောင်လို့ကူညီမဲ့စမ်းသပ်မှုပါလို့ရင်ကျန်းတက္ကသိုလ်ကဆရာဝန်တွေကပြောပါတယ်ရှင်ဒီညနေအတွက်သတင်းချင်းချုပ်ကိုပြန်ကြည့်မယ်ဆိုရင်ဗြိတိန်နိုင်ငံဝေလနယ်မှာဒီနေ့စတင်ကျင်းပတဲ့မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့နေတိုးရဲ့ထိပ်သီးဆွေးနွေးပွဲကိုကမ္ဘာ့ခေါင်းဆောင်တွေစုဝေးတက်ရောက်နေကြသလိုယူကရိန်းနိုင်ငံပြည်ပခါဆီးရီးယားနဲ့အီရတ်နိုင်ငံတွေမှာအစ္စလာမစ်အစိုးရအဖွဲ့တွေရဲ့ချင်းချမှုအန်ရီနဲ့ပတ်သက်ပြီးတော့အဓိကဆွေးနွေးကြဖို့ရှိနေပါတယ်နေတိုးမှာမိတ်အဖွဲ့အတွင်းရေးမှူးချုပ်အန်ဒစ်ဖိုရက်စမူဆန်ကယူကရိန်းနိုင်ငံအတွင်းပြစ်ခတ်ရက်စဲမှုရရှိရေးအတွက်ရုရှားသမ္မတဗလာဒီမီယာပူတင်တင်သွင်းတဲ့အစီအစဉ်နဲ့ပတ်သက်လို့သူ့အနေနဲ့တန်တရားရှိတဲ့အကြောင်းကိုဆွေးနွေးပွဲအဖွင့်မှာပဲပြောဆိုသွားခဲ့ပါတယ်ရှင်။အယ်ခိုင်ဒါဂျမ်ဖတ်ဖွဲ့ခေါင်းဆောင်အေမန်အယ်ဇာဝါဟရီကအိန္ဒိယမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်စတဲ့အိန္ဒိယတိုက်နိုင်ငံတွေမှာအစ္စလာမစ်အစွန်းရောက်လှုပ်ရှားမှုတွေဖြန့်ကျက်လှုပ်ဆောင်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ဒါနဲ့ပတ်သက်လို့မြန်မာအစိုးရသမ္မတရုံးအကြီးတန်းအရာရှိတူကတော့မြန်မာနိုင်ငံအနေနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ပြစ်မှတ်ဖြစ်လာနိုင်တဲ့ဆိုတာကိုလွန်ခဲ့တဲ့နှစ်နိုင်ငံကလေးကကြိုတင်သိရှိထားတဲ့အတွက်နိုင်ငံတော်လုံခြုံရေးအတွက်လိုအပ်တဲ့ပြည်စင်ဆောင်ရွက်မှုတွေလုပ်ထားတဲ့အကြောင်း VOA ကိုပြောဆိုပါတယ်ရှင်။အိန္ဒိယနိုင်ငံမှာပြီးခဲ့တဲ့ဇွန်လအီရတ်နိုင်ငံမှာပြီးခဲ့တဲ့ဇွန်လတုန်းကစစ်စခန်းတစ်ခုကိုအစ္စလာမစ်အစွန်းရောက်အဖွဲ့ ISIS ကဝင်ရောက်တိုက်ခိုက်ခဲ့တာမှာတိတ်ဆုံးသူအီရတ်စစ်သား990လောက်ရှိခဲ့တဲ့အကြောင်းသက်သေအထောက်ထားသက်တွေရရှိထားတယ်လို့လူခွင့်ရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကပြောလိုက်ပါတယ်။အသက်မသေလွတ်မြောက်ခဲ့သူတွေနဲ့ satellite ကြိုကနေဖမ်းယူရရှိခဲ့တဲ့ပုံရိပ်တွေနဲ့ဗီဒီယိုမှတ်တမ်းသက်သေတွေအရအရင်ကသိခဲ့ရတဲ့အရေးအတွက်ထက်တိတ်ဆုံးသူ3ဆလောက်ပိုပြီးတော့များနေတာဖြစ်တယ်လို့ Human Rights အဖွဲ့ကပြောဆိုလိုက်တာဖြစ်ပါတယ်ရှင်။ကမ္ဘာစီးပွားရေးနှီးနှောဖလှယ်ပွဲ World Economic Forum ကပုဂ္ဂိုလ်နေ့မှာထုတ်ပြန်လိုက်တဲ့ကမ္ဘာစီးပွားရေးရှင်ပြိုင်မှုအခြေပြအညွှန်းကိန်းမှာမြန်မာနိုင်ငံကအဆင့်139မှာရောက်နေတယ်လို့ဖော်ပြထားပါတယ်။အရှေ့တောင်အာရှကအိန္ဒိယနိုင်ငံတွေရဲ့စီးပွားရေးအခြေအနေတွေကတော့စင်ကာပူကအဆင့်2ထိုင်းနိုင်ငံကအဆင့်31မလေးရှားကအဆင့်20ဖိလစ်ပိုင်ကအဆင့်68အင်ဒိုနီးရှားနိုင်ငံကအဆင့်34ဗီယက်နမ်က68နဲ့လာအိုနိုင်ငံကအဆင့်63နဲ့ကမ္ဘောဒီးယားနိုင်ငံကအဆင့်95တို့ဖြစ်ကြပါတယ်ရှင်။ရုရှားသမ္မတဗလာဒီမီယာပူတင်ရေးဆွဲထားတဲ့အပြစ်ခတ်ရစရေးအစီအစဉ်အတိုင်းယူကရိန်းနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခရောကြရေးလက်တွေ့လှုပ်ဆောင်သွားဖို့အဆင်သင့်ဖြစ်နေပြီလို့ရုရှားကပြောလိုက်ပါတယ်။ဒီစီစဉ်ကိုယူကရိန်းအရှေ့ဘက်လူဟန့်နဲ့ဒွန်ညက်စ်မြို့တွေမှာအာရုံစိုက်လှုပ်ဆောင်သွားဖို့ရုရှားကမျှော်လင့်ထားတဲ့အကြောင်းရုရှားနိုင်ငံသားရေးဝန်ကြီးဆာဂေးလက်ဗရော့ဖ်ကပြောပါတယ်။ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာရုရှားလိုလာတဲ့ခွဲထွက်ရေးသမားတွေရဲ့ပုံကံမှုတွေစတင်ခဲ့တဲ့ဧပြီလကစလို့လူပေါင်း2600ကျော်သေဆုံးခဲ့ရပြီဖြစ်တယ်လို့လူတွေထောင်ထဲချီအိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်ရှင်။ဒီကနေ့ညနေခင်းအတွက် VOA TV သတင်းလွှာစီစဉ်ကတော့ဒီလောက်ပါပဲရှင်။ကျမတို့ VOA TV စီစဉ်တွေကိုနေ့စဉ်ည9:00နာရီတိုင်းမှာစီစဉ်သစ်ကိုတိုက်ရိုက်ထုတ်လွှင့်ပေးပြီးတော့နောက်တစ်နေ့စီစဉ်သစ်မပြောင်းခင်အထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးပါရစေ။ VOA TV သတင်းလွှာစီစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။